အားလုံးမင်္ဂလာပါခင်ဗျာဒီ episode လေးကကျွန်တော်တို့grammar pattern တစ်ခုပေးထားတယ်ကျွန်တော်တို့ be plus golden plus noun ဆိုတဲ့ pattern လေးရဲ့part 2ဖြစ်ပါတယ်part 2ကိုကြည့်မိတဲ့သူတွေက part 1 မကြည့်ရသေးဘူးဆိုရင်ဒီ channel ရဲ့part 1 လေးကိုကြည့်အရင်သွားကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီ part 2မှာကကျွန်တော်ပြောထားတဲ့အတိုင်းပဲဒီ pattern ရဲ့ဒုတိယပိုင်းပေါ့နော်ဒုတိယပိုင်းဆိုတာကဘာလဲဆိုတော့ကျွန်တော်တို့အဲ့ဒီ be plus golden plus noun အပြင်ပေါ့နော် noun လိုမျိုးသုံးလို့ရတဲ့ gerund noun ဆိုတဲ့အကြောင်းလေးကိုပြောပြချင်ပါတယ်အဲ့တော့ gerund noun လို့ပြောလိုက်ရင်ကျွန်တော်တို့လူတော်တော်များများက ing noun လို့သိတာပေါ့နော် ing ပေါင်းထားတာပေါ့နော် verb ကို ing ပေါင်းလိုက်ရင် noun ဖြစ်သွားတယ်ဆိုပြီးတော့အဲ့လိုသုံးလို့ရတယ်အဲ့လို gerund noun လို့ခေါ်တယ်ပေါ့နော်Okay ဒီဘက်ထမှာကျွန်တော်တို့ gerund noun လေးတွေလည်းထပ်ပြီးတော့ဝေဆဆသုံးလို့ရတယ်เนาะအဲ့ဒါလေးကိုသိဖို့အတွက်ဒီ episode လေးကိုလုပ်ပေးလိုက်တာဖြစ်ပါတယ်ဒါတော့ထုံးစံတိုင်းပေါ့နော်ကျွန်တော် gerund noun လေးတွေမသုံးခင်မှာ episode 1က noun လေးတွေဘယ်လောက်ကျွမ်းကျင်လဲဆိုတာကိုကျွန်တော်sentence နှစ်ကြောင်းသုံးကြောင်းလောက်အရေးလုပ်ပေးမယ်เนาะ Okay ဒါဆိုရင်ဘယ်လိုပြောပေးမလဲဆိုတော့မမောင်ပဲပေါ့နော်မမောင်ကTikTok လုပ်တဲ့နေရာမှာအရန်တော်အရန်ကျွမ်းကျင်တယ်ဘယ်လိုပြောမလဲမမောင် is good at TikTok ရပြီပေါ့နော်ဒီလောက်ပဲမမောင် is good at TikTok နော်မမောင်က TikTok လုပ်တဲ့နေရာမှာကျွမ်းကျင်တယ်ဒါဆိုရင်သူမကစီးပွားရေးလုပ်တဲ့နေရာမှာကျွမ်းကျင်တယ်ဘယ်လိုပြောမလဲ she is good at business စီးပွားရေး business နော်လွယ်တယ်နော်ဒါဆိုရင်အဲ့ဒါကျွန်တော်ရိုးရိုး noun လေးထည့်ပြီးတော့ဒီ pattern နဲ့သုံးပြီးတော့ပြောလိုက်တာပေါ့နော်ဒါဆိုဒီတစ်ခါကျတော့ဒီရိုးရိုး noun မဟုတ်တော့ဘဲနဲ့ gerund noun ကိုသုံးပြမယ်ပေါ့နော် gerund noun ကိုပြောလိုက်ရင်ကျွန်တော်တို့က verb ကိုစဉ်းစားရတယ်ပေါ့နော်ဥပမာအဲ့ဒီတချို့သော verb ပေါ့နော် verb တွေအားလုံးတော့ gerund noun လုပ်လို့မရဘူးပေါ့နော်ဒါလေးတော့သိတာဘူးလို့တယ်အများစုလုပ်လို့ရတယ်အဲ့ဒီ verb တွေကို ing ပါလိုက်ရင် noun ဖြစ်သွားတယ်ကွာဥပမာအနေနဲ့ပြောရကွာဥပမာdance ဆိုတာကသည်အဲ့ဒါ verb နော်ဒါကို ing ပါလိုက်ရင် dancing ဆိုရင်ကချင်းပေါ့နော်ကာမူပေါ့နော်အဲ့ဒါ noun ဖြစ်သွားတယ် dancing နော်ပြီးတော့ swim ဆိုရင်ရေကူးသည်အဲ့ဒါကို ing ပါလိုက်ရင် swimming ရေကူးချင်းဖြစ်သွားတယ်နော်ဥပမာ walk လမ်းလျှောက်သည် walking လမ်းလျှောက်ခြင်းအဲ့ noun လေးဖြစ်သွားတယ်အဲ့လိုပုံစံကို gerund noun လို့ခေါ်တယ်နော် Okay ဒါဆိုရင်ဒီ pattern လေးနဲ့ gerund noun လေးနဲ့ဘယ်လိုသုံးကြည့်ရမလဲနော်ကျွန်တော်ပထမဆုံး example တစ်ခုရေးပြောလိုက်မယ်နော်သူကကားတဲ့နေရာမှာတော်တယ်ကချင်းမှာတော်တယ်ဆိုရင်ဘယ်လိုပြောမလဲ he is good at dancing လွယ်တယ်နော် he is good at dancing သူကကားတဲ့နေရာတော်တာပဲမဟုတ်ဘာပြောချင်သေးလဲသူကနော်မေးမေးတဲ့နေရာမှာကျွမ်းကျင်တယ်မေးချင်းဆိုမေးချင်းဆိုတာက asking ပြီးတော့မေးဆိုတာက question ဒါတော့ asking question ပေါ့နော်ဒါဆိုဘယ်လိုပြောမလဲ he is good at asking question သူကမေးတဲ့နေရာမှာကောင်းတယ်တော်တယ်နော်အဲ့လိုပြောမယ်နော်ဒါမှမဟုတ်ဘယ်လိုပြောချင်သေးလဲသူကရေကူးတဲ့နေရာမှာတော်တယ်ဘယ်လိုပြောမလဲ he is good at swimming လွယ်တယ်နော်သူကရေကူးခြင်းမှာတော်တယ်အရန်ကောင်းပြီးတော့လေအရန်လွယ်တဲ့ grammar pattern လေးဖြစ်တယ်ကျွန်တော်အရန်ကြိုက်တယ်ပေါ့နော် Okay ဒါဆိုရင်နောက်ကထည့်ကြည့်အောင်မယ်ပေါ့နော်။ तू ကချစ်ပြုတ်တဲ့နေရာမှာတော်တယ်။ तू မချစ်ပြုတ်တဲ့နေရာမှာဒါမှမဟုတ် my mother လုပ်လိုက်မယ်နော်။ကျွန်တော်မိကချစ်ပြုတ်တဲ့နေရာမှာအရန်ကျွမ်းကျင်တယ် My mother is good at cooking လွယ်တယ်နော် Cooking အဲ့တော့ cook ဆိုတဲ့ verb ကို ing ပါလိုက်တော့ noun ဖြစ်သွားတယ်ပေါ့နော်။ Okay ပါဒါဆိုရင်တော့အဲ့ဒီ gerund noun ကိုလည်းဒီ pattern လေးမှာသုံးပြလို့ရတယ်ပေါ့နော်။အဲ့ဒါလေးကိုမျှဝေပေးတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့တစ်ခုတတိထားရမှာကကျွန်တော်တို့ပေါ့နော်အဲ့ဒီ verb တိုင်းကိုတော့ gerund noun လုပ်လို့တော့မရဘူးပေါ့နော်အများစုတော့လုပ်လို့ရတယ်ဆိုတာကိုသိဖို့လိုတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့noun ထည့်လို့ရတယ် gerund noun ထည့်လို့ရတယ်ဒီ pattern လေးနဲ့သုံးပြီးတော့ပြောလို့ရတယ်ဘယ်လိုအခြေအနေလဲဆိုတော့ကျွန်တော်တို့ तू ကတစ်ခုခုမှကျွမ်းကျင်နေတော်တယ်လို့ပြောချင်သုံးလို့ရတယ်ပေါ့နော်Okay ဒါဆိုတော့ဒီနေ့သင်ခန်းစာတွေကတော့ဒီလောက်ပါပဲဒါပေမဲ့ကျွန်တော်နောက် part 3မှာအဲ့ဒီမေးခွန်းလေးတွေဘယ်လိုမေးလဲဆိုတာလေးတွေကိုကျွန်တော်ဒီ pattern နဲ့ part 3ကိုစစ်ပြီးတော့လုပ်ပေးပါမယ်เนาะအကျိုးရှိတယ်ဆိုရင် comment ရေးသွားပြီးတော့ကျွန်တော်ကိုcopy လေးယူပေးသွား follow လေးလုပ်သွားကျွန်တော် part 3ကိုပြန်လာပေးပါမယ်ပေါ့เนาะကျေးဇူးများတင်ပါတယ် see you again